ကိုလိုကူမလိုက်ပဲသူတစ်ပါးလိုကူလိုက်ခြင်းဆိုတဲ့တောင်းစီတဲ့ပြုပါကိုယ့်ရဲ့လိုကူမလိုက်ရဘူးရင်းတဲ့ခရိယန်သက်တာမှာကိုယ့်ရဲ့လိုတိုင်းဟာလည်းပေါ်တော့ပဲနဲ့တပါးကိုယ့်ရဲ့လိုကူလိုက်ပြီးတော့မှလိုက်လျှောက်တဲ့ခြင်းအစဉ်ချင်းဟာရင်းတဲ့ခရိယန်သက်တာဖြစ်ပါတယ်ဆိုတဲ့တောင်းစီတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီရောမဟောရစာကျွန်တော်တို့ဒီကနေ့စာပရမတ်ကိုခန်းကြီး15ရှိရပါပြီအဲ့ဒီမှာကျွန်တော်ခန်းကြီး7နောက်ပိုင်းမှာကြည့်တဲ့အခါမှာဒီမှာကျွန်တော်တို့ကွက်ကျွန်တော်တို့ပေါ်ပြထားတာကရင်းချက်တော့ခရိယန်များမှာရှိတဲ့ရှိထိုက်တဲ့ကျွန်တော်တို့တက်တာကြောင့်တာပြီးပရမတ်ပေါ်ပြထားတာပြရပါတယ်ပြီးတော့ခန်းကြီး14ကျွန်တော်တို့ကနေ့လူကျတဲ့စာလေးတော့ကျွန်တော်ပြောတာကခန်းကြီး14ရဲ့နောက်ဆုံးနေ့ဘုံပိုင်းမှာကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့ဘုရားရဲ့စိတ်တော်ကိုတွေ့ရင်းနဲ့ဘုရားရဲ့အလိုတော်ကိုတွေ့ရင်းနဲ့တပါးကိုဝမ်းသာစေရတပါးကိုအတွက်လည်းကျွန်တော်ဒီဆောက်စရာဖြစ်စီနိုင်တယ်လို့ကျွန်တော်ပြောပါတယ်တခါတလေကျွန်တော်တို့ခရိယန်သက်တာတွေမှာကျွန်တော်တို့စဉ်းစားမိတာကဘုရားလိုတော်ကိုလိုက်ရင်ကိုယ့်လိုကိုလိုက်နိုင်ဘူးလူရဲ့စာနာတော်ကိုပြည်စီခြင်းတဲ့ဆိုရင်ဘုရားတော်နဲ့စန့်ကျင်တယ်လို့ကျွန်တော်တို့ခံယူတတ်ကြတယ်။တကယ်တော့ဒီနေရာမှာအဲ့လိုမဟုတ်ဘူး။ဘုရားခင်ရဲ့စိတ်တော်ကိုတွေ့ရင်းနဲ့ကိုယ့်ရဲ့ယုံကြည်မှုချင်းတရားသူရဲ့ကျွန်တော်ဝမ်းသာစရာကျွန်တော်ပြည်စုံစီနိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ပြောပြရပါတယ်။ဒါအမှန်တမ်းမှရင့်ကျက်တဲ့ခရိယန်ရဲ့တက်တာကိုပေါ်ပြခြင်းဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့တနည်းအားဖြင့်အဲ့ဒီအခါကြီး14မှာပေါ်ပြတာတော့ပါတော့ကိုယ့်ရဲ့လွတ်လပ်မှုယုံကြည်သူတရားတွေနဲ့ကိုယ့်ရဲ့လွတ်လပ်မှုဆိုတာကဥပမာဖြင့်အစားပါမယ်အတောက်ပါမယ်အပြုတ်မှုပါမယ်ပြောဆိုမှုတွေပါမယ်ဒါဒီအားလုံးမှာတပါးကိုကြည့်ပြီးလဲစရာမဖြစ်စေဘဲနဲ့ပူစားတွေပဲဖြစ်တောက်တွေပဲဖြစ်ပြောဆိုဆိုကျွန်တော်တို့လောက်ဆောင်များကတပါးကိုအတွက်ကြည့်ပြီးတော့မှဒီဆောက်စရာဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လုပ်ခဲ့တဲ့တတိယတွေကသင်ကြားခဲ့ပါတယ်။ဒီနေ့တော့ကျွန်တော်တို့15တိကနေစပြီးမှဆက်လက်ပြီးမှလေ့လာဖို့ဖြစ်ပါတယ်။ဟုတ်ပါဘူး။15တိမှာကျွန်တော်တို့ဒီချက်ပိုက်တွေတော့ကြည့်၍အားရှိတော့ဘုရားကိုယ်လူလုံးလိုက်အားနေတော့ဘုရားအားနေရှိကိုဒီခါရကြတယ်နောက်တော့ပြန်ပါရအောင်ကြည့်ကြည့်ဒီနော်တော့ကြည့်၍အားရှိတော့ဘုရားကိုယ်လူလုံးလိုက်အားနေတော့ဘုရားအားနေရှိကိုဒီခါရကြပြီကျေးဇူးတင်ပါတယ်ဒီမှာကျွန်တော်အားရှိတော့သူနဲ့အားနေတော့သူဆိုတာကျွန်တော်လက်ပိုင်းပွဲချတာပြရပါတယ်အားရှိတော့သူဆိုတော့မောကြီးအားနေတော့သူဆိုတာကျွန်တော်ရှိနေတဲ့ပရမမကြမ်းမှလို့ပြောချင်တာမဟုတ်ပါဘူးဒီမှာကျွန်တော်တို့အားရှိတော့သူဆိုတဲ့နေရာမှာယုံကြည်ခြင်းနဲ့ဘုရားအားရှိတော့သူကျွန်တော်ခရိယန်တော်ခံယူခြင်းနဲ့ဘုရားမှာပြည့်စုံတော်သူခရိယန်တဲ့ပါလိုက်ဘုရားမှာရင့်ကျက်တော်သူပေါ်ပြဖို့ခြင်းဖြစ်ပါဒီနေရာမှာကျွန်တော်တို့ရှင်ပေါလုကလူကြီးတဲ့လူငယ်ပေါ်မှာအားရှိတော်သူနဲ့အားငယ်တော်သူကိုနိုင်ရှိပြတော့မှာအားရှိတော်သူကအားကြီးတော်သူကယုံကြည်ခြင်းအားကြီးတော်သူကယုံကြည်ခြင်းအားနဲ့တော်သူရဲ့အလိုကိုကျွန်တော်တို့သိစေနိုင်ဖို့ပေါ်ပြတာဖြစ်ပါတယ်။ဒါကြောင့်အသက်တာရင်းကျက်တော်သူများခရိယန်သက်တာမှာရင်းကျက်တော်သူများကုသဘောအတိုင်းလို့ပဲငါတော့ခရိယန်ပြီငါတော့ကျွန်တော်ရင်းကျက်ပြီငါတော့ခရိယန်ပြတာသက်တာဘယ်လောက်ရှိပြီဆိုတဲ့သဘောအတိုင်းကိုယ်အလိုအတိုင်းလို့ပဲနဲ့ကိုယ်ဘီနာမှာမရင်းချက်တော်သူများတကယ်လို့များရှိခဲ့ပါလားသူများကိုကြည့်တော့မှငဲ့ညာတော့မှခရိယန်သက်တာကိုကျွန်တော်တို့ဆက်လက်စောင့်တည်နိုင်ဖို့ပေါ်ပြတာဖြစ်ပါတယ်။ခန်းကြီး15အခန်းငယ်1အားလုံးဒီလိုဖတ်ကြပါစို့။သို့တော့ငါတို့ရှိသမျှဒီကိုယ်နဲ့ဆက်ဆက်တော်ကိုကျိုးကိုထောက်၍သူ့ကိုတည်ဆောက်စီခြင်းကသူ၏အလိုလိုလိုက်ကြဖို့နောက်တော့ပြန်ပါမယ်။သို့တော့ငါတို့ရှိသမျှဒီကိုယ်နဲ့ဆက်ဆက်တော်ကိုကျိုးကိုထောက်၍သူ့ကိုတည်ဆောက်စီခြင်းကသူ၏အလိုလိုလိုက်ကြဖို့ဟုတ်ပါပြီ။
ဒီမှာခုနကကျွန်တော်ပေါ်ပြထားတဲ့အတိုင်းမရင်းချက်တော့သူများမှာတီးခံခြင်းနားလည်ပေးခြင်းကိုယ်နဲ့ဆက်ဆိုင်တော့သူရဲ့အကျိုးကိုထောက်ခြင်းဆိုတဲ့ပေါ်ပြထားပါတယ်ဒီမှာရှိတဲ့ကျွန်တော်တို့ယူမော်မာတော့သူချင်းကျွန်တော်သိတယ်မှာကလားကြီးစုပါဆိုတော့မိုးကြီးတော့ဆိုရင်ခရီးတက်တာရင်းနေဒါပေမဲ့ခရီးတက်တာရင်းလို့ယုံကြည်ခြင်းမှလည်းရင်းချက်ရမယ်လို့ကျွန်တော်တို့တရားနဲ့ပြောတော့မရတချို့ခရီးပိတာမကြသေးဘူးလားပြီမဲ့ယုံကြည်ခြင်းမှရင်းချက်တယ်လို့လည်းရှိနေတယ်ဥပမာကျွန်တော်တို့တန်လီပွဲမှာဒီမှာအင်းင်းကိုရှိတယ်မတရားပြီကော်ပီဝါခရက်ပြတာတင်ကြတယ်။ပြန်လိုက်ပါ။ကျေးဇူးတင်တယ်။ကျွန်တော်တို့ခရက်ပြတာကျွန်တော်တို့ရင်းချက်တယ်ဆိုတာကငါတို့ဘယ်တော့ခရက်ဖြစ်ခဲ့လဲ။ငါတို့အဖေခရက်ဖြစ်ခဲ့တယ်အဖိုးကခရက်ဖြစ်ခဲ့တယ်ဆိုတော့ငိုတီး။ကိုတယောက်ချင်းဘုရားတင်နဲ့မိခဲ့တော့ကျွန်တော်ဆက်နွယ်ပြတော့မိပါရပွဲတယ်။ကျမ်းစာပတ်တယ်ကျွန်တော်တို့စုတောင်းတယ်ဆိုတဲ့ပုံမှာငိုတီးတယ်။ပြီးတော့ကိုယ့်ခရီးတဲ့တာကိုယ့်ယုံကြည်ခြင်းကိုတပါးလို့စီမှာဘယ်လိုပေါ်ပြနိုင်ခဲ့ဘယ်လိုကိုချင်အပ်ပြီးကိုယ့်ရောစုမှုအဖြစ်ပြီးတော့ပြနိုင်ခဲ့တယ်ဆိုတဲ့ပုံမှာငိုကြည့်ပါလေအဲ့လိုသက်ရှင်ခြင်းအဖြစ်တပါးသူကြီးအသက်တာကိုရင်းကြလာဒီဆောက်စီခြင်းဖြစ်တယ်ကျွန်တော်ချင်းခရီးတဲ့တာမှာဘုမရင်းကြပြောမှာအကောင်းဆုံးကျွန်တော်တို့အားနေတော့သူကျွန်တော်အားငယ်တော့သူကိုဒီခါနိုင်တယ်နားနဲ့ပေးနိုင်မယ်ဆိုရင်သူတော့အားဖြင့်မရင်းချတော့သူကရင်းချတော့သူကိုနမူနာယူပြတော့တကြီးပြည့်နဲ့အချင်းချင်းစောင့်ကြည့်နိုင်ခြင်းအချင်းချင်းကျွန်တော်တို့သုံးမှာပြတော့ရင်းချတော့ခီးကိုသူတို့ကျွန်တော်ရှောက်လန်းနိုင်ခြင်းချင်းကိုဒီမှာပေါ်ပြထားခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေရာမှာဝိညာဉ်တော်ကကျွန်တော်ကိုစောင့်ကြည့်နေတာကနှုတ်ကပတ်တော်ပြန်စောင့်ကြည့်နေတာကအချင်းချင်းအသက်တာအဖြစ်ရင်းချက်အောင်ကျွန်တော်တို့ဒီခံလမ်းပြဖြီးမှခြင်းအဖြစ်ရင်းချက်နိုင်တယ်ဆိုတဲ့အကြောင်းမှာကျွန်တော်ပြရပါတယ်အခန်းငယ်သုံးပုံသူဖတ်ကြပါစို့အခန်းငယ်သုံးအကြောင်းမူကားပြီးတော့ကိုယ်လိုလိုတိုင်းကျမ်းစာပါဒီတိုင်းကဲရဲ့ခြင်းကိုခံတော်မူ၏ကိုယ်တော်ကိုကဲ့ရောတော်မူ၏စကား၏ကျွန်တော်ဘောလို့ရောက်ပါပြီကျမ်းစာပါပြီဟုတ်ပြီဒီမှာအကြောင်းလူကားကိုပြောတဲ့အခါမှာအစကကျွန်တော်ပြည့်တဲ့နေ့မှာပေါ်ပြထားတဲ့အရာအားလုံးကိုထုတ်ပြီးတော့မှဘာအကြောင်းဒီလိုလုပ်ရမလဲဘာကြောင့်ခုထက်မရင်းချက်တော်သူတီးခံတော့မှနားလည်ပေးရမယ်ဆိုတဲ့အကြောင်းတွေမှာအကြောင်းလူကားဆိုတော့မှပေါ်ပြထားတာတွေ့ရပါတယ်ဘာကြောင့်လဲဆိုတော့တပါးကိုကြွအတွက်အနိဒာခံခြင်းယုံကြည်လို့ချာကျွန်တော်တို့လူနေပြီးတဲ့လူတွေအတွက်ကျွန်တော်အနိဒာခံတယ်ပြနားလည်းပြီးပဲအဲ့လိုလုပ်ခြင်းဟာဖြစ်တော့ပြတ်ခဲ့တဲ့လမ်းစီဖြစ်တယ်ကျွန်တော်တို့ဘူဝေယုံကြည်တဲ့ယေရှုခရစ်တော်ရှိမှသွားတဲ့ယေရှုခရစ်တော်ပြခဲ့တဲ့စံသက်တာဖြစ်ပါတယ်ထို့ကြောင့်ငါတို့လည်းပြုတတ်မယ်လို့ဒီနေရာမှာပုံပြထားဖြစ်ဖြစ်ပါတယ်ဘုရောကိုကဲ့ရောသူတွေစကားကြီးကျွန်တော်ဘုရောပြောပါကြီးကျမ်းစာလာပြီးဆိုရင်ခုနကျွန်တော်ဖတ်ပြတဲ့ကျမ်းချင်းကစာလံ69ပိုင်ရဲ့9မှာရှိတယ်ထိုရာကိုကျွန်တော်ပေါ်ယူပြတော့မှယေရှုလျှောက်လန်းခဲ့တဲ့ဒီမှာယုံကြည်ခြင်းအဖြစ်လူတွေတည်တော်မူတဲ့အတွက်တာမကလောကကြီးအတွက်ကဲ့ရဲ့ခြင်းကိုခံခဲ့တဲ့ယေရှုအန်စီမှာကျွန်တော်လျှောက်သွားတဲ့အခါမှာခရိယန်တဲ့တာမှာအနိနာခံခြင်းနားလည်ပေးခြင်းဆိုတာကျွန်တော်ဒီမှာဒါမှရင့်ကျက်တဲ့ခရိယန်ရဲ့တက်တာတပါးကိုဒီဆောက်ပေးနေတဲ့တက်တာဖြစ်ပါလေဆိုတော့ဆက်လက်ပြောမှာပိုင်နေပြီးပြန်အောင်ငါတို့ဒီကျမ်းစာ၌ပါတော့ဒီခံခြင်းတက်ပါခြင်းကြောင့်ရောညီပြု၍ရောင်းရတော့ဖိစစ်စီခြင်းကကျမ်းစာ၌ထက်ကရေးသားအပ်ပြန်ပြီးငါတို့ကိုဆုံးမဟောတာပြီးဒီမှာကျွန်တော်ဒီခံချင်းတက်ပါခြင်းကြောင့်ရောင်းရခြင်းဆိုတာပြောပြပါတယ်ဒီမှာမျောလင့်ခြင်းဆိုတာကျွန်တော်ရရှိဖို့အသက်တာမှာမတားလေးနေတဲ့
ဒီလောကဘဝမှာဘယ်လောက်ပဲကဲရှိနေပါစေအနာဂတ်မှာမျှော်လင့်ခြင်းရှိတယ်ဒီလောကမှာပြည်နေမျှော်လင့်ခြင်းနဲ့ရှင်သန်ပြမှာကျွန်တော်ရဲ့တက်တာမှာကျွန်တော်လုံးဝစိတ်ရမလျှော့ပဲနဲ့တက်ရှင်နိုင်ဖို့ရဘယ်မှာဒီကတော့ဒီခံစိတ်ရှိခြင်းဆိုတာဒီမှာပြောပြတာပြီးတော့ဒုတိယနေရာတက်ကအချက်ကတော့တက်တာခြင်းလို့ပေါ်ပြပါမယ်အင်္ဂလိပ်လိုဒီခံခြင်းစိတ်ရှိခြင်းဆိုတာ endurance ပြီးတော့တက်တာခြင်းဆိုတဲ့ဥစ္စာကခွန်အားပေးခြင်း encouragement လို့ပြရပါတယ်ကျွန်တော်အချင်းချင်းကျွန်တော်ဘဝတက်တာမှာဒီခံနိုင်တယ်စိတ်ရှိနိုင်တယ်ကျွန်တော်တို့အတူတူတက်ရှိနေတာမှာတပန်းလို့ကျွန်တော် encouragement အားပေးနိုင်တယ်ဆိုရင်ထူသောဘောအပြင်စောင့်ကြည့်တာကကျွန်တော်အထဲမှာအသေးနှလုံးသားထဲမှာကျွန်တော်ရဲ့ဝိညာဉ်ထဲမှာမျောလင့်ခြင်းဆိုတာတဖြည်းဖြည်းနဲ့စောင့်ကြည့်လာတော့မှထူမျောလင့်ခြင်းအပြင်ကျွန်တော်အသက်ရှင်ပါလေဆိုတဲ့အကြောင်းကိုအမှန်ကျမ်းစာကကျွန်တော်ဟောပါပေးထားပါတယ်ဆက်လက်ပြောမှာဒီနေရာမှာတော့ကျွန်တော်ခန်းကြီးတက်ဖို့ခန်းငယ်ဖို့တယ်ပေါ်ပဲနဲ့ဆက်ဆက်တဲ့အတွက်ကြောင့်ငါးနဲ့ကြောက်သူတို့ပတ်တယ်အောင်သင်တို့ဒီယေရှုခရစ်လိုတော်တိုင်းချင်းချင်းစိတ်အညီတညက်ကြီးရှိမြင်ကြောင်းဒီမှန်ချင်းတက်ပါချင်းရှိဘုရားခင်ဒီကေမတနာတော်မူပါစေတော်နာတော်ကောက်ပြန်ဖတ်ရအောင်သင်တို့ဒီငါတို့အခင်ယေရှုခရစ်ခမင်းတော်ဒီလိုတော်ဘုရားခင်ကိုတကယ်တကယ်ဒီတော့ဝေချီးမွမ်းစေခြင်းကယေရှုခရစ်လိုတော်တိုင်းချင်းချင်းစိတ်အငြိတကယ်ကြီးရှိနေကြောင်းဒီကံချင်းသက်သာချင်းရှိဘုရားခင်ဒီကဲမနာတော်ပါစီတော်ကျေးဇူးတင်တယ်ဒီညမှာသူတို့ခိုင်းငယ်9နဲ့6သူတို့1နဲ့6ရဲ့ထုတ်ပလီနဲ့ပေါ်ပြတာတွေ့ရတယ်ဒီမှာသူတို့ရှင်ပေါလုကသူကရောမမြို့မှာရှိတဲ့ခရိယန်ယူကြည်သူများအတွက်မိဘကသာသမီသာသနာပြုဆရာကတင်းသူတင်းသားတင်းအောင်ဆရာကတင်းသူတင်းသားရှိမှပြောကြားထားတယ်ပဲစုတောင်းပြီးချင်းသူရဲ့ဖြစ်စီခြင်းနဲ့စာနာစေတနာကိုကျွန်တော်တို့ယေရှုခရစ်တော်အပြင်စုတောင်းခြင်းနဲ့တူစာနာပြုလိုက်တဲ့ချက်လေးပဲဖြစ်ပါတယ်ကြည့်ရမယ်ဆိုရင်ဒီမှာပေါ်ပြထားတာကလေးနဲ့ပေါ်ပြထားတာကဘုရားခင်ဒီငါတို့ကိုးကွယ်တဲ့ဘုရားခင်ငါတို့ဒီနေ့ကိုးကွယ်တဲ့ရှိမတဲ့ဘုရားခင်ဟာဒီခံခြင်းသက်သာခြင်းရှင်လည်းဖြစ်တယ်တနည်းအားဖြင့်ဒီခံတဲ့ခြင်းဆိုတာကျွန်တော်အလိုလိုပေါ်လာတာမဟုတ်ဘူးသူဒီခံခြင်းဆိုသူဘုရားခင်ခြင်းကြီးရမှပဲကျွန်တော်ရနိုင်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ဒီခံနိုင်လေဆိုတာဘုရားခင်ခြင်းရနိုင်တယ်အချင်းချင်းပုံအားပြီးတဲ့သက်သာစီခြင်းဆိုတာကလည်းဘုရားခင်ခြင်းကနေပဲကျွန်တော်ရနိုင်တယ်သူအရာတွေအားလုံးရဲ့ရင်းမြစ်မူလကတော့သူဘုရားခင်ပဲဖြစ်ပါလေဆိုတဲ့အကြောင်းဒုတိယမှာတော့သူဘုရားခင်ဟာငါတို့သခင်ယေရှုခရစ်ရဲ့ခမည်းတော်ဖြစ်တယ်ငါတို့ကိုယ်ပဲယေရှုခရစ်ဘုရားရဲ့ခမည်းတော်ဖြစ်ပါလေဆိုတာကျွန်တော်ပြောပါတယ်ဒီညမှာယေရှုခရစ်လူတော်ဒီအချင်းချင်းစိတ်တည်တည်ကြီးရှိရမယ်ကျွန်တော်ပေါ်ပြပါဒီညမှာသူဖြစ်စီချင်တာကယုံကြည်သူတွေအားလုံးခရစ်တော်ရဲ့လူတော်အတိုင်းရှိပြတော့မှာအချင်းချင်းစိတ်တည်တည်ကြီးရှိနိုင်ဖို့ကျွန်တော်စာနာပြုပါတယ်သူတို့ဖြစ်နိုင်ဖို့ရန်အတွက်ဘာလို့လဲဆိုတော့သူတို့ဖြစ်ချင်တာဖြစ်သူတို့ဘာလို့လဲဆိုတော့ဘုရားရှင်ကိုကျွန်တော်တို့တငြိတညွတ်ကြီးမွတ်ဆိုတော့ဘုရားမှာချီးမွမ်းနိုင်ရမယ်ဘုရားယေရှုကိုကျွန်တော်ချီးမွမ်းတယ်အာရချီးမွမ်းတယ်တငြိတညွတ်ကြီးကျွန်တော်ချီးမွမ်းနိုင်ဖို့ရန်အတွက်စိတ်တလုံးတော်နဲ့ကျွန်တော်ဖြစ်ဖို့လိုတယ်သူတို့တလုံးတော်နဲ့ဖြစ်ဖို့ရန်အတွက်ယေရှုခရစ်တော်ဘုရားကျွန်တော်ရဲ့ခမည်းတော်ဘုရားဖြစ်တယ်သူဘုရားကြီးကကျွန်တော်ပြေးခံခြင်းကျွန်တော်သက်သာခြင်းရှင်ဖြစ်ဖြစ်ပါလေဆိုတာကျွန်တော်သင်ကြားနေရဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ချက်၅ချက်လေးပေါ်တက်ချင်ပါတယ်ပထမချက်ကဒီခန္ဓာနဲ့ပြီးခြင်းခရိယသက်တာမှာအချင်းချင်းဒီခန္ဓာနဲ့ပြီးခြင်းဆိုတာကအချင်းချင်းစောင့်တည်ဖို့ရတည်ဆောက်ဖို့ရဖြစ်ပါတယ်ဆိုတာတွေ့ရတယ်ဒုတိယချက်ကတော့ဒီခန္ဓာနဲ့ပြီးခြင်းဆိုတာခရစ်တော်ရဲ့လမ်းစဉ်ဖြစ်တယ်ကျွန်တော်ကြိုးစားလို့ဆိုနေတာမဟုတ်ဘူးခ
ဖွင့်တဲ့လမ်းစီဖြစ်တယ်တတိယကတော့သေခန္ဓာရဲ့ပေးခြင်းဆိုတာအရှင်ရဲ့အရှင်ကကျွန်တော်ဘုရားခင်တာလီဖြစ်ပါတယ်ဆိုတဲ့အကြောင်းဒုတိယနောက်ဆုံးကတော့သေခန္ဓာခြင်းအားပေးခြင်းဆိုတာအဲ့ဒါတွေကကျွန်တော်တို့တက်တာမှာယောဂီချင်းကိုဖြစ်စေပြီးတော့နောက်ဆုံးအနေနဲ့တငြိတယတိဖြစ်မှဘုရားရဲ့ကိုတငြိတယတိရှိမနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့ကျွန်တော်သင်ကြားနေတဲ့ဆရာရဲ့ဘုရားတော်ကို